တာမန်ဘဝမှာကျင့်တဲ့ချင်းပျော်ရွှင်ခြင်းဆိုတာမဖြစ်လာတော့ဘူးခေါင်းထဲမှာဗာစဉ်းစားနေတော့ဆိုရင်ဗုဒ္ဓဘောဓိယဒီလိုဆင်းရဲဒုက္ခတွေကလွတ်တဲ့နိလန်းကိုငါသိအောင်လုပ်မယ်သိပြီးတဲ့အခါမှာအများတ attva တွေကိုလည်းပဲဒီလမ်းကြောင်းကိုသိအောင်ပြောပြမယ်ဗုဒ္ဓဘောဓိယငါကိုယ်တိုင်အမှန်တရားကိုသိပြီးတဲ့နောက်မှာအများတ attva တွေသိဖို့အတွက်ငါကြိုးစားမယ်ဆိုပြီးစိတ်ဟာဖြစ်ပေါ်ပြီးတော့နေတယ်မုတ်တော်မောစီယလောကရဲ့အနှောင်ဖွဲ့တွေကအမြဲတမ်းကြီးမားတယ်မိသားစုအနှောင်ဖွဲ့စီစိန်ဥစ္စာဆိုတဲ့အနှောင်ဖွဲ့ပတ်ဝန်းကျင်ဆိုတဲ့အနှောင်ဖွဲ့တွေကနှောင်ဖွဲ့မသိလောက်အောင်တိမ်မွေ့နူးညံ့ပြီးရုပ်မထွက်နိုင်ကြဘူးအဲ့ဒီရုပ်မထွက်နိုင်လောက်အောင်နှောင်ဖွဲ့မိနေတဲ့အနှောင်ဖွဲ့တွေကငါလွတ်အောင်ကြိုးစားမယ်ငါလွတ်တယ်လို့တရားတွေကိုလည်းလွတ်စေရမယ်လွတ်အောင်ကြိုးစားမယ်ဆိုတဲ့အတွေးတွေခေါင်းထဲမှာဝင်နေတယ်ပေါ့တိန်နောတာရယဒီဘက်ကန်းဟာပြဿနာတွေအမြဲတမ်းကြီးမားဆင်းရဲဒုက္ခတွေနဲ့အမြဲတမ်းများပြားတယ်မငြိမ်းချမ်းတဲ့တန်တရားဆိုတဲ့ဒီဘက်ကန်းကြီးကနေပြီးဟိုဘက်ကန်းကိုငါကူးနိုင်အောင်ကြိုးစားမယ်တရားတွေကိုလည်းငါနီးထက်တူဟိုဘက်ကန်းရောက်အောင်ပို့ဆောင်မယ်ဆိုတဲ့ဒီရွယ်ချက်အတွေးတွေကသူ့စိတ်ကိုလွှမ်းမိုးထားတာဒါကြောင့်မို့29နှစ်တာကာလယခင်ကပျော်ပျော်ပါးပါးနေခဲ့တဲ့မိသားစုဘဝသူ့အတွက်မပြောနိုင်ဘူးတနေ့တာအချိန်ကုန်လို့ရှိရင်လည်းပဲဒီစိတ်တွေနဲ့ပဲအချိန်ကုန်သွားတော့နောက်ဆုံးမှာစိတ်ပြေလက်ပြောက်ရုပ်ပြင်ဘက်ကိုဥယျာဉ်နေရှုခင်းကောင်းတဲ့ဥယျာဉ်တွေထဲမှာထွက်ပြီးတော့နေပေမဲ့လို့ဒီအတွေးကခေါင်းထဲမှာမပြောက်ဘူးအဲ့ဒီအချိန်မှာမြို့တော်ကသတင်းတစ်ခုရောက်လာတယ်ဘာလဲလို့ဆိုလို့ရှိရင်ရတော်ရမိဖုရားကသားတော်လေးတစ်ပါးဖွားမြင်လာပြီဆိုတဲ့အကြောင်းသတင်းလာပို့တယ်သတင်းလာပို့လိုက်တဲ့အခါမှာလွတ်ခနဲ့သူ့နှုတ်ကဘာပြောလိုက်တော့ဆိုယာဟုဇာတောဗန္ဒနာဇာတံငါရဲ့လာဝန်းလို့ဆိုတဲ့ငါရဲ့စီမံချက်အန္တရာယ်ကလွတ်ဖို့ဆိုတဲ့စိတ်ကူးရနေတဲ့လာပြီဝန်းကြီးတော့နှောက်ရှက်မဲ့ယာဟုဆိုတဲ့အတူနေနတ်ကြီးတော့ပေါ်လာပြီငါစိတ်ကိုနှောင်ဖွဲ့မဲ့ဟာတခုတော့ရောက်လာပြန်ပြီလို့စိတ်ထဲကဖြစ်ပေါ်လာတဲ့အတိုင်းရုတ်တရက်နှုတ်ကနေထွက်ပြီးတော့ညှီးတွားလိုက်တာသားကလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုတုတ်ပြန်ပြောဆိုလိုက်တဲ့တခါယာဟုဇာတောဗန္ဒနာဇာတံယာဟုဆိုတာကြီးပေါ်လာပြန်ပြီနှောင်ဖွဲ့တွေရောက်လာပြန်ပြီလို့ဒီစကားပြောပြီးတော့ငြိမ်သက်နေတဲ့အနေအထားမှာလာပြီးတော့သတင်းပို့တဲ့မင်းစီတမန်တွေကမြို့ထဲပြန်သွားပြီးခမည်းတော်သုတ္တရဏမင်းကြီးစီဝင်ရောက်ခါစားတော့ခမည်းတော်သုတ္တရဏမင်းကြီးကငါသားကဘာပြောလိုက်တုံးလို့ဆိုတော့ယာဟုဇာတောဗန္ဒနာဇာတံလို့ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်ဆိုတော့သုတ္တရဏမင်းကြီးကအဲ့ဒီယာဟုဇာတောဆိုတဲ့စကားလုံးကိုယူပြီးတော့ငါမြေးတော်လေးကိုယာဟုလာလို့မှဲ့မယ်လို့ဆိုပြီးအမည်မှဲ့ပြီးသားဖြစ်သွားတယ်ပေါ့တကယ်ကတော့ညီးလိုက်တာနော်အဲ့ဒီစကားလုံးလေးကိုယူပြီးတော့အမည်နာမမှဲ့လိုက်တာအဲ့ဒီမှာစိတ်ထဲကပျော်ပိုင်းမှုမရှိဘူးနန်းတော်ကိုပြန်လာခဲ့တယ်ဖျားအလောင်းသိဒ္ဓမင်းသားရဲ့မျက်နှာဟာ
အင်တာမတီတီကြီးဖြစ်နေတော့မင်းသားရဲ့မျက်နှာကိုကြည့်နေကြတယ်သူ့ရဲ့အချမ်းရံတွေကပျော်လို့ပျော်ညားဆိုပြီးတော့အတိအမုတ်ကခုံနေနဲ့ဘုရားလောင်းကိုဖြေပြောကြတယ်သူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့သိတ္တရမင်းသားအိပ်ဆက်သွားပြီဆိုတီးမှုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရန်သင်းပင်းတွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူးအဲဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကလာအကုန်လုံးအမျိုးသမီးတွေကြီးပဲကဲသိတ္တရမင်းသားကျိတ်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလာရင်ထပ်တီးဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လဲတီးမှုတ်နေတဲ့တူရိယာတွေကိုအသာလေးလက်နဲ့ဖက်ထားပြီးတော့တရားဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လဲညောင်းညာတော့အိပ်ပျော်သွားကြတရားစင်မရှိတော့အဲ့ဒီအချိန်မှာစီမီပဲထွန်းထားတယ်ပေါ့နန္တာစီမှာမိစာတက်ပြီးတော့ထွန်းတဲ့စီမီတညာလုံးပေါက်ထွန်းထားညာလုံးပေါက်ထွန်းထားမှုံပြအားလုံးကိုမြင်နေရတယ်ပေါ့ညတကောင်နီးတဲ့အခါကျတော့အိတ်မောကျသွားတယ်သိတ္တရမင်းသားကအရင်နိုးလာရံရွေတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာဟောက်တဲ့လူကဟောက်နော်အမျိုးစုံပါဇက်ကြီးတွေဟာပြီးသေတွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့သိတ္တရမင်းသားဟာရုတ်တရက်ထထိုင်မှုံပြမီးအောင်ထဲမှာသူ့ရဲ့ရံရွေတော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိပ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာသုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အဲ့ရကထဟိုတစ်ဖက်ကတကားနားမှာအိပ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုသွားနှိုးတယ်တိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတစားဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာသားတော်လေးမွေးဖွားလာမတွေ့ရသေးဘူးရတော်ရနဲ့နေတာကနန်းပြတ်တဆောင်းစီနေတာတဆောင်းကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှပ်လိုက်တယ်တကားကိုဖွင့်ပြီးတော့သားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရာကသားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ကဆင်းသွားလိုက်တာကနကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကနကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သေးမျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခရီးဘလောက်ပေါက်သွားတယ်လဲဆိုမြင်းကိုဒုံးဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူဇနာ30ခရီးပေါက်သွားတယ်
တယုဇနာကို10မိုင်နှုန်းတချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြန့်မြခြင်းအဖြစ်12မိုင်နှုန်းနဲ့ပဲ10မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခရီးပေါက်သွားတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရေကောလိယရေမန္လတိုင်းရေတိုင်း3တိုင်းကိုဖြတ်ကျော်ပြီးတော့မန္လတိုင်းနေဇက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်နီးနားမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုကိုရောက်သွားတယ်အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကန်းလည်းရောက်သွားတောင်မြေပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာမနေ့မိုးလင်းကစားလေးမှာတာကိယနယ်လဲလွန်သွားတယ်ကောလိယနယ်ပယ်ကြီးကိုလည်းလွန်သွားပြီးတော့မန္လနယ်ပယ်တဲ့အထိရောက်သွားပြီးအနော်မာမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနော်မာမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ရောက်သွားတယ်ရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မာမြစ်လို့ခေါ်ပါတယ်အနော်မာရဲ့အဓိပ္ပာယ်ကမယုံညံ့မှုဆိုတဲ့အဓိပ္ပာယ်ဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှိရင်သူများနယ်ထဲရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချုပ်ပြီးဒီအချိန်မှာမပြောင်းလင့်မဲနဲ့ဂတိကာရဗြဟ္မာကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ10ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီအချိန်မှာမင်းသားအဝတ်တွေကိုချွတ်အဲ့ဗြဟ္မာကြီးကတဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မဟုတ်ခင်ဘာလုပ်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမုတ်မုတ်ဆုစုချွန်ချွန်ကလေးဖြစ်ပြီးတော့နေတယ်ဆန်တုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သစ်လောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အနက်ရောင်ကိုပါထည့်သွင်းပြီးတော့ဘုရားဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်တယ်အမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေပေါ်မှာကပ်ပြီးဆပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်မြင့်အောင်တောင်ထောင်းနေတယ်ခုဘုရားလောင်းကတော့တဘာဝကိုကဆပင်ကပြေးကျမသွားပဲနဲ့ထောင်းနေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့ဆပင်ဟာတသက်လုံးပြန်ပြီးတော့ဒီတဲ့ရှေ့တက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးနော်ရေးလေးပဲဘုရားလောင်းတော့အဲ့ဒါလို့ဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာလကြာဘူးတဲ့ကရပြီဗြဟ္မာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွယ်မင်းသားဝတ်တွေကိုထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္ဒကသူလည်းဝတ်ကြီးငယ်ပြူရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်နဲ့တရင်ပြန်ပို့လိုက်တယ်ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တဲ့တိရစ္ဆာန်ဆိုတာလဲဝမ်းနဲ့တတ်တယ်နော်တ
Chu query solution, the king or king look. The king they doing, Eddie, the king, you nan tare. Ye pongani, Mokwaban, they can't order the queen of she did. Gobama, Madame Tare, Queen. Query a le, Madame Makin, Trace and a le, Madame Makin. Yen so that wadi haleve, did I be? Do ye send the king long came in that? Came in that day, Yea, do the job you. Now, Soma, say maintain, I know. Canaga Mini, I never bone and later. They thought about. And I told you, hot at the other she there. Yabo done, Canaga Minu, Pianly, some big hands or beetle. Hot at she. Anyone Najila Lucy, Canaga Mia, perhaps it is so how do you live? I don't Canaga Mini, they don't. Sana, told Tambi to the other. They don't let you catch your Piero Piane. Pia Launoga. They data. Yahando, Tomo, Korma Yahando, Pawane. Maladanga, Nubia, sorry, they are Uyanema. The Palauja, Edima, Nitai Ned. Eddie the Palauja, Nitai Bideka. Maladanga Nevido, Kisa Bido, Tradolita. Pego Daro so. They are Chine Pogori, along Pomiade, Magara Dimego Trata. Susana Tonze Kibe, go young Dware, Eta. Susana Tonze Kigo. Lan shall be the go young key, Twalida. Rasa you mew, Yapare. Rasa you mew, Yapare. My Naya lays a key, go young shot upon. Rasa you mew, Yapare, Kajaro. Then they moved out there, Chema. Pala de the vehicle will be song and tread. You go win sunken. I don't lose sunken chema. None of our video. You lama, they would lambido, cheated. Pemita menga, mammatin. Two chare bogo, mean lighter. You the mudariga lay old chip chilla. Pablo Rosero. Tilu Pai Sunday, a wooden angle, what a poguria, Yado object. The G. Uri Miare. The G. Uri Yayo Nevagabu Samose de Gale, two legit. Ubonia Sacho the Lugo, no? Sangeda Lelede Mose Mue two legit. Many the Siwara. Tade lang yo so a yiji na chit door so halopin. Edelu kika. Tamuri ben yare. Todo Kulu Tanam Yamian Tana Shinshine. Joyi sent Tata Bebe, Nenge Line. Tadanabon Wellare Sura. Madama two chare and it had a cookie. They got Nasako Nipe, she did really. Erobimida Rajiga Mienje. Raza Damani go to day. Eddie Raza Damani look day Surago. Babisa, Totama. Piotara sheet. Babisa, Totama, Piotara. Tunashi, a Madu. Made Imam Pondo Nita Meta. A Biru Po. Piaha Rosi. Yoga Lemadan Chore, Piaha, Tono Momo, Rusi, Klapa Tinted, Hori Yahangu, Jijazan, Homa Jizan, a Yaga Tono Momo, you sing a Lemadan La. Dinner dinner she did. Suddenly, not number no, Kuchin de Anele, Pisobu Yare. Dora Lara Gile, you can muddy not pickety. To a Tauji Yaji, Song and Dore Kama. You can matter, Sura. Taboo depia. Flema doesn't have a tambo depia. Lay down. Do the air down it, lay down.
တိုင်းတာတစ်ခုမှာမျက်လွှာချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားရလာတာလဲဟိုကြည့်ကြည့်မကြည့်ပဲနဲ့မျက်လွှာချပြီးတော့တီနီငိမ့်ငိမ့်သွားတဲ့ပုဂ္ဂိုလ်ကြည့်ကြစမ်းအောက်ခိတ္တစက္ခုမျက်လွှာချထားတယ်နော်နာယံနိစကုလမိဝသူကြည့်ရတာတော့အောက်တန်းစားအမျိုးတွေကမဟုတ်ဘူးထက်တန်းစားတွေကဖြစ်တော့တယ်ရာဇတုတာဘိဓာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဘိဓာဝန္တုဆိုပြေးပြီးတော့သွားကြပျောက်သွားလိမ့်မယ်မင်းတို့မပျောက်စိမ့်နဲ့မျက်ခြေမပြတ်စိမ့်နဲ့ပြေးလိုက်ကြလို့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဘိဓာဝန္တုဆိုပြေးသွားကြမြန်သွားကြကုဟိဘိက္ခုကမိတ္တိဒီကိုတော့ဘယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြဂေါရမယဟန်တော်လေးကဆုံးခံပြီးတဲ့အခါမှာသူစားလောက်ရုံလေးရလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးတော့မြို့ပြင်ထွက်သွားတယ်ရာဇဂိုမြို့ဆိုတာတောင်ငါးလုံးပတ်ရန်ထားတဲ့မြို့အဲ့ဒီထဲမှာဘယ်သွားတော့ဆိုပန္ဒဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်ပန္ဒဝတောင်ရောက်တဲ့အခါကျတော့ပန္ဒဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပြီးတာနောက်ကနိုင်အောင်ခံလိုက်သွားတဲ့ရာဇဓမ္မတွေကတွေ့တယ်တွေ့တော့ရာဇဓမ္မ3ယောက်သွားတယ်3ယောက်သွားတော့တယောက်ကိုစောင့်ချထားပြီးတယောက်ကအနီးပါးမှာစောင့်နေပြီးတော့တယောက်ကအလယ်လောက်မှာမျက်ခြေပြတ်မှကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဘေဘိသာရမင်းကြီးစီသွားတဏှုတင်တဲ့အခါဘေဘိသာရမင်းကြီးချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်နော်အဲ့ဒီဟာကိုဒီပပ္ပိစ္ဆာသုတ်တံမှာဖော်ပြထားတယ်မနေ့ကပြောတဲ့ထဲမှာပါတယ်ဘေဘိသာရမင်းကြီးကရုပ်ရည်အစဉ်အမတမလှပပြီးသူနဲ့တက်တူရွယ်တူမတိမ်မယေရဟန်းတော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမောတာတောင်ခြေကတာကဝေမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြတယ်အနေကပြောတယ်တဲ့အဲ့ဒါလို့ပပ္ပိစ္ဆာသုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖះလောင်းတော်တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကသုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ဇာတ်ကြောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်အနေနဲ့ပြောမယ်ဆိုရင် autobiography လို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသာသနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရဟန်းဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ဒီမှာသစ္စကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတာအဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာဖွေနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတော့ဆိုတော့တမ္ပါဒောခရဝတောမိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်းကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့မွန်းကြက်တယ်တရားအထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရဇာပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်းကြက်နေတာပဲအဘောကတောပပ္ပိစ္ဆာယဟန်ဘဝတိတာလင်းတကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာလွင်မြင်ကြီးနဲ့အလားတရတူတယ်
နာယိထံသူကရံအခါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည့်ပြည့်ဝဝကျင့်ဖို့ဘလို့မှမလွယ်ကူဘူးပြည့်ပြည့်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့သံမုတ်စိတ်ရိပ်ပယ်ပြီးတော့ဖိုင်ရည်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဒါကဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒီလိုတွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုစွန့်လိုက်တယ်စီးပွားဥစ္စာတွေအားလုံးကိုစွန့်လိုက်တယ်အခွင့်အရေးတွေအားလုံးကိုစွန့်တယ်စွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံယဟန်ပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဘာပြောတော့ဆိုအကမကဏံမာတာပိတုနံအတုမုခဏံရုထံတာနံဆိုတဲ့စကားလေးပါအကမကဏံမာတာပိတုနံမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခမျက်နှာမှာမျက်ရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြသားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲသံမုတ်စိတ်ပယ်ပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားစာဖတ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တဲ့ဟာဒီညကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတုန်းထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတုန်းထွက်တာမဟုတ်ဘူးညကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတုန်းအိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဘုရားလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချမ်းရစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးလားဆိုရတယ်ညတကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့9ရက်အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေတော့သင်္ကန်းဝတ်ခဲ့တယ်ဆိုစကားအရာပြောမယ်ဆိုရင်ရှိနေသေးတယ်လို့တချို့တွေးကောင်းတွေးပြီးလိုက်သို့တော်လဲမိတွေတော်ခေါ်ရမီဟာမေတော်အရာမှာဖြစ်လို့စကားပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစေခြင်းလို့အချိန်ချင်းတားခဲ့အချိန်ချင်းတားတယ်လေချိန်ချင်းတားတဲ့ဂျားတွေကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မလို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပ္ပယ်ယူရမှာကမိဘတွေကအချိန်ချင်းတားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံခဲ့တယ်လို့ရဟန်းဖြစ်ခဲ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူရမှာအဲ့လိုအဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်တော့မှန်ကန်တဲ့အဓိပ္ပာယ်ကိုရနိုင်ပါတယ်
ကောင်းပြီအဲ့ဒါလို့ယဟန်ဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစီတောတမနောယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာနတ္တနာမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှာဖွေဖို့အနုတ္တရံတန်တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှာဖွေတာလေ့လာတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှာဖွေလေ့လာတယ်အလွန်မြင့်မြတ်တဲ့အငြိမ့်ဓာတ်အတုမဲ့အငြိမ့်ဓာတ်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှာဖွေတယ်အဲ့ဒီရှာဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင်တစ္ဆကကြီးနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒါလို့နဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတော့လို့ဆိုအရွယ်အနေနဲ့ဖော်ပြတဲ့အခါမှာခဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်မြင်မြင်စွန့်လွတ်လာတယ်အဲ့ဒီအချိန်မှာဒဟရောဝတမနောအရွယ်ကအမတမငယ်သေးတယ်တုနုပြိုပဲရှိသေးတယ်ကာလခေတောဆပင်ကအ내ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြလိုက်တာနဲ့မနဲ့တော့နော်ကာလခေတော내မှောင်နဲ့ဆပင်ရှိနေတဲ့အချိန်ဗတ္တရေနယုပနိနအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အရွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝယတာလူရဲ့အရွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကျတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကျတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်တရားရန်ကို3ပိုင်းပိုက်လိုက်တာ33ခုစီပိုင်းလိုက်တဲ့အခါကျတော့လားတရားပြည့်ဖို့တစ်ခုပဲလိုတာဟုတ်အဲ့ဒါလို့လူတွေရဲ့အရွယ်3မျိုးကိုပိုင်းထားတဲ့အထက်ပဲဖះလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝဇာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလုပ်တစ်ခုကိုသူဟာလုပ်လာခဲ့တယ်လို့သူပြောတာအဲ့ဒါလို့လုပ်ပြီးတဲ့အခါယဟန်ဘဝလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမြတ်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာအဲ့တော့ရာဇဂြိုလ်ပြည်ရောက်တဲ့အခါမှာရာဇဂြိုလ်ပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတော်တော်များတယ်မကရာအတိုင်းမှာဒါကြောင့်ရာဇဂြိုလ်ပြည်လည်းရောက်ရောအဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတုံးလို့ဆိုတော့အာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့ကနာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့လေ့လာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုဟောလောလကူနဲ့ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမသင်ယူရတယ်သူ့ရဲ့ယူဝါဒတွေအယူဝါဒသင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော်ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းပဲသူသင်ကြားပို့ချချက်တွေအကုန်လုံးနှုတ်တက်ဆောင်နိုင်သွားတယ်ပေါ့အကုန်လုံးရသွားတယ်
ရသွားတော့သူနဲ့ဓာတ်တူသင်ယူနေကြတဲ့အာလာရကာလမရဲ့တပည့်တွေအားလုံးဟာစာပေကိုအလွတ်ရွတ်နိုင်ုံလေးနဲ့ပဲတတ်ပြီးဆိုတဲ့အနေအထားမျိုးသိတယ်ဆိုတဲ့အနေအထားမျိုးပြောနေကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲရှင်ဂေါတမကစဉ်းစားတယ်ဒီအာလာရကာလမဆရာကြီးဟာဒီတရားဓမ္မတွေကိုသိုံသိတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးပြီးတော့ထူးခြားတဲ့တရားဓုတရားမြတ်ဒီကျင့်စဉ်တိုင်းသူအောင်မြင်ပြီးသားဖြစ်ရမယ်ယုံကြည်ချက်တတ်နဲ့တော့သူလုံးတာမဟုတ်တော့ဘူးလက်တွေ့ကျင့်သုံးပြီးသူပေါက်ရောက်အောင်မြင်မှုတော့ရှိရမယ်ဆိုပြီးအာလာရကာလမယသိတာဆရာကြီးထံချင်းကပ်ပြီးတော့မေးတယ်ဘယ်အဆင့်ထိအောင်လက်တွေ့ကျင့်သုံးပြီးပြီလဲလို့ဆိုတော့အာကိဉ္စညာယတနာဇံလို့ခေါ်တယ်နော်ရူပဝဆရဇံ၄ဆင့်ပြီးတဲ့နောက်မှာအရူပဇံ၄ဆင့်ရှိတဲ့ထင်မယ်ပထမဆင့်ကအာဂတနိသယတနာဒုတိယအဆင့်ကဝိညာဉ်ယတနာအာကိဉ္ဝိညာဉ်ယတနာတတိယကအာကိဉ္စညာယတနာလို့ဆိုတယ်အလုံး9ဆင့်မြောက်ဟောရောက်ပြီးပြီလို့ပြောလိုက်တာပြောလိုက်တော့ဘုရားလောင်းနေဒီယဟန်တော်ရှင်ဂေါတမဘယ်လိုစဉ်းစားတော့ဆိုဒီဆရာကြီးမှသာယုံကြည်ချက်ရှိတာမဟုတ်ဘူးငါမှလည်းယုံကြည်ချက်ရှိတယ်ဒီဆရာကြီးကသာကြိုးပမ်းအထောက်မှုရှိတာမဟုတ်ဘူးဝီရိယရှိတာမဟုတ်ဘူးငါမှလည်းဝီရိယရှိသူ့မှသာခိုင်မာတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းတတိရှိသူ့မှသာစိတ်တည်ငြိမ်မှုတမာတိရှိတာမဟုတ်ဘူးငါလည်းရှိတယ်ဒီဆရာကြီးမှသာပညာရှိတာမဟုတ်ငါလည်းပညာရှိတယ်သူရောက်တဲ့အဆင့်ကိုငါရောက်အောင်ကြိုးစားမယ်ဆိုပြီးသင်ပြထားတဲ့နိစ္စနဲ့တိုင်းကျင့်လိုက်တာမကြခင်ပဲအာကိဉ္စညာရဏဇံထီအောင်ပေါရောက်သွားတယ်တဲ့ပေါရောက်သွားတဲ့အခါအာလာရကာလမယသိကြီးထံသွားပြီးတော့ဆရာကြီးသိတဲ့တရားအာကိဉ္စညာရဏဇံဒါပဲလားလို့ဆိုဟုတ်တယ်အဲ့တော့သူလည်းရပြီဆိုတော့ဆရာကြီးကသိသဘောကျသွားတယ်သဘောကျသွားတော့သူ့ကိုဖိတ်ခေါ်တယ်တို့ရဲ့ဒီအာလာရကာလမခိုင်းကြီးကိုနှစ်ဦးတူတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့ဂိုင်းကြီးပွားအောင်လုပ်ကြရအောင်နော်သူနဲ့လက်တွဲပြီးတော့ဒီမှာပဲတပည့်တွေကိုတုံတင်ဆုံးမတဲ့ဆရာလုပ်ကြရအောင်လို့ဖိတ်ခေါ်တယ်အဲ့ဒီခေတ်ကတကယ်သူတော်ကောင်းကြီးတွေနော်ငါအဆင့်ရောက်လာရမလားခုမှရောက်တာမှမကြသေးဘူးငါအဆင့်ရောက်လာရမလားလို့ jealousy မဖြစ်ဘူးခုခေတ်ဆိုရင်တော့ jealousy ဖြစ်မှသိကြတယ်ပေါ့အဲ့ဒီခေတ်က jealousy မဖြစ်ဘူးတကယ်သူတော်ကောင်းကြီးအာလာရကာလမတကယ်သူတော်ကောင်းကြီးမို့ဟာသူသိတဲ့တရားတွေယဟန်ဂေါတမလည်းသိတယ်ငါနဲ့ယဟန်ဂေါတမတူတူပဲလို့ဆိုပြီးတော့ဓာတ်နုထားပြီးအတူလက်တွဲပြီးတော့သာသနာပြုချအောင်လို့ဖိတ်ခေါ်လိုက်တဲ့အခါဘုရားလောင်းလေးကစဉ်းစားတယ်အာကိဉ္စညာရဏဇံဆိုတာအာကိဉ္စညာရဏဘုံလို့ဆိုတဲ့ရုပ်မဲ့ပြမတစ်မျိုးပဲဖြစ်ဖို့ရှိတယ်တဏှာဝကလုံးဝလွတ်တဲ့အဆင့်မဟုတ်ဘူးဒါကြောင့်မို့လို့ငါလိုချင်တဲ့အဆင့်မဟုတ်သေးဘူးဆိုပြီးတော့အဲ့ဒီမှာစာပေကမြတ်စွာဘုရားသုံးတဲ့စကားလုံးကဘယ်လိုသုံးလို့ဆိုအဲ့ဒီအာကိဉ္စညာရဏဇံတန်ဓမ္မအနလင်္ဂရိတဝါတတ္တမဓမ္မာနိဗ္ဗေစပက္ကမေဆိုလိုတာကအာကိဉ္စညာရဏဇံဆိုတဲ့တရားကိုအနလင်္ဂရိတဝါတာမန်ကြည့်မယ်ဆိုရင်တစားမစင်မဲလို့ဒီလိုအဓိပ္ပာယ်မျိုးယူရမလို့ဖြစ်တယ်သို့တော်လည်းပဲအနလင်္ဂရိတဝါဆိုတဲ့စကားကိုအထက်ကရာဆရာဖွင့်တဲ့အခါကျတော့ဘယ်လိုဖွင့်လို့ဆိုအနုအလံဂရိတဝါအချိန်ချင်းအထက်ထစိတ်ထဲကနေပြီးဟာဒါအလကားပဲအလကားပဲဒီအဆင့်ဟာအလကားပဲအလံဆိုတဲ့စကားလုံးကသူကညင်းပယ်တဲ့စကားလုံးအင်္ဂလိပ်လို့ဆိုရင် no ပေါ့နော်ဒီအဆင့်ဟာအလကားအဆင့်ပဲအချိန်ချင်းအထက်ထစိတ်ထဲကနေညင်းပယ်ပြီးတော့အဲ့ဒီတရားကိုလက်လွတ်ပလိုက်တယ်
ဒီတဲ့အစင်းမျက်နှာရှာအောင်မယ်ပေါ့ဆိုပြီးတော့အလာရကာလမယေတိကြီးရဲ့ဖိတ်ခေါ်မှုလက်မခံမဲနဲ့နောက်ဥဒကရမဗုဒ္ဓအတိုင်းဝိုင်းသူ့ရဲ့ခိုင်းအုပ်စုဘက်ကိုဆက်လက်ထွက်ပြီးတော့သွားဥဒကရမဗုဒ္ဓယတိကြီးနဲ့တွေ့တဲ့အခါမှာလဲတတ်သွားပြီးတော့ခုနလိုပဲစဉ်းစားပြီးဒီနည်းစနစ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လိုက်တဲ့အခါမှာနေဝတင်ညာနာတင်ညာယရဏဇံလို့ဆိုတယ်တမဘတ်၈ပါးလမ်းဆုံးထိတ်ဆုံးထီအောင်ရောက်သွားတယ်အဲ့ဒီထိတ်ဆုံးထီအောင်ရောက်တယ်ဆိုတာရာမဆိုတဲ့ဆရာကြီးတူပဲရောက်ဖို့တယ်ဥဒကတောင်မှမရောက်ဘူးသေးဘူးတဲ့အဲ့ဒီမှာသူ့ကိုသင်ပေးတဲ့ဥဒကဆရာကြီးကတောင်အဲ့ဒီကိုမရောက်သေးဘူးသူ့ရဲ့ဆရာရာမဆိုတဲ့ဆရာကြီးကသာနေဝတင်ညာနာတင်ညာရဏဇံဖြစ်လက်တွေ့ပေါက်ရောက်တာဖះလောင်းကမကြခင်မဲ့အထုတ်လိုက်တဲ့အခါနေဝတင်ညာနာတင်ညာရဏဇံဆိုတဲ့အဆင့်အမြင့်ဆုံးကိုရောက်သွားတဲ့အခါဥဒကရမဗုဒ္ဓထံချင်းကပ်ပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့အံ့ဩသွားတယ်သူ့ဆရာကြီးရောက်တဲ့အဆင့်ကိုရောက်နေတာဆိုတော့သူလည်းဂျယ်လတ်စီမဖြစ်ဘူးတော်လိုက်တာဆိုပြီးတော့ဒီကိုင်းကြီးမှာဖះအလောင်းကိုဆရာတင်နေသူဟာနော်ဆရာအနေနေပါဒီကိုင်းကြီးကိုအုပ်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះအလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလည်းသူကစဉ်းစားတယ်နေဝတင်ညာနာတင်ညာရဏဇံဆိုတာအရူပဘုံမှာပဲလမ်းဆုံးနေတန်တရားဟုတ်ကမလွတ်သေးဘူးဒီတဲ့အစင်းမြင့်တဲ့တရားရှားရအောင်မယ်ဆိုပြီးတော့စိတ်แท้ကလက်မခံအနတ်လင်ဂရိတ်တော်အကျဉ်းချင်းစိတ်แท้ကညှင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ်ကြီးတော့တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမကရတိုင်းရာဇဂိုပတ်ဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင်းခတ်ပြီးတော့တရားရှာပထမဆုံးအလာရကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ်technique ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါက်ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျေနပ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဥဒကဆရာကြီးစီကသင်တယ်လက်တွေ့ကျင့်သုံးတယ်အောင်မြင်ပေါက်ရောက်မှုရတာဒါကိုလေစိတ်ထဲမှာမကျေနပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒါတော့တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောင်ဘက်ကိုရောက်သွားတာနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီသစ္စကပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂရေတုအနုပုပ္ပေနစာရိကံစရမနောမဂရတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှေ့ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုယေနဥရဝေလာတေနာနိဂမောတထဝတရိဥရဝေလာတော်သေနာဆိုတဲ့ဏိဂုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့သေနာဏိဂုံးရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာပြောတာနော်ဥရဝေလာတော်သေနာဏိဂုံးရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂယာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိမှာပေါ့ခဏခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရဌာနအနေထားတစ်ခုကိုမြတ်စွာဘုရားကပြန်ပြီးတော့ပြောထားတာဘာလို့ဆိုရမဏီယံဘူမိဘာကံဥရဝေလာတောကြည့်လိုက်ရတာမြေကလည်းပဲမြေပြတ်အင်တမပျော်မွေးစရာကောင်းတယ်ပျော်မွေးစရာကောင်းတယ်မြေပြင်ကလည်းပျော်မွေးစရာကောင်းတယ်ပါတာဓိကံသဝနတန္တာတောအုပ်လေးကလည်းလှတယ်နဒီသတန္တန်တေနဒိသတန္တန်တေမြင့်ရည်တွေကလည်းစီးနေတယ်မြင့်ရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူးသို့သောပ
ပိစာတုံးမှာတော့နေရင်စရာမြစ်လို့ထည့်ပြီးတော့ပြောတာနေရင်စရာမြစ်ဆိုတာမော်ရီညွန်နေမရှိလို့ရေကအမတမကြည်တယ်ငါးလေးတွေကူးနေတာတောင်မြင်ရလောက်အောင်ရေကြည်တယ်လို့ဆိုလိုတယ်ပေါ့မြစ်ကလည်းပဲတသွင်းသွင်းစီးဆင်းနေတယ်တေးတကံမြစ်ရည်လေးကကြီးပြီးတော့ဖွေးနေတာသုပ္ပတိဋ္ဌံစိတ်ကန်းလေးတွေကလည်းအမတမတာယာလှပါတယ်ခြောက်ကဘာကြီးတွေမဟုတ်ဘူးမြစ်ထဲကိုဆင်းမို့ရတောင်မြင်လေးနဲ့စိတ်ကန်းလေးတွေကလည်းအမတမကောင်းတယ်သုပ္ပတိဋ္ဌံရမဏီယံတမန္တာသခောစရခာမံပတ်ဝန်းကျင်ကလည်းဆွမ်းခံရွာတွေရှိတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါအမတမပြည့်စုံမြေပြင်ကလည်းပဲညီညာတယ်ပျော်မွေ့စရာကောင်းတယ်တောအုပ်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကန်းလေးကလည်းအမတမသားရတယ်ပတ်ဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကိုတရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီးဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆုံးဖြတ်ပြီးဥရဝေလာတော်မှာဖရာအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်ဒါ autobiography ထက္ကထာကရေးတဲ့စကားမဟုတ်ဘူးဖရာကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာအဲ့ဒါလို့အမတန်လှပတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့စိတ်ငြိမ်တဲ့တစ်ပင်အောက်မှာရောက်ရှိရင်ကနေပြီသူစဉ်းစားလာတော့ခေါင်းထဲမှာနှိုင်းရှင်စရာဥပမာလေးတွေပေါ်လာတယ်။ဘာတွေဥပမာပေါ်လာတော့ဆိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တော်မယ်ဆိုတစ်သား၃ချောင်းစဉ်းစားမိတယ်ပေါ့တစ်သား၃ချောင်းအချိန်နေချင်းမတူတဲ့တစ်သား၃ချောင်းတစ်သားဆိုတာကျွတ်တင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ရှေးခေတ်တုန်းကမီးရဖို့ဆိုတာအမတန်မှမာကျောတဲ့ဒုတ်ချောင်းနှစ်ချောင်းကိုပွက်ရတယ်နော်အောက်ကခံတဲ့ဒုတ်ချောင်းကိုပုတ်ခုံလို့ခေါ်တယ်အပေါ်ကနေပွတ်တဲ့ဒုတ်ချောင်းကိုတော့ပွတ်ကြီးလို့ခေါ်တယ်ပုတ်ခုံပွတ်ကြီးအဲ့ဒီဒုတ်ချောင်းနှစ်ချောင်းကိုပွတ်လိုက်တဲ့အခါမှာပူးလာပြီးတော့မီးဖြစ်လာတာရှေးကမီးရဖို့ဆိုတာတော်တော်ကြိုးစားရတယ်လို့ဒီလိုပြောတာဒါကြောင့်မို့ကြိုးစားအထောက်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမိဖို့ယောက်ျားပမာလားတို့ဆိုရင်ရှေးကကြပြစကားလေးတွေရှိတယ်ပေါ့အလုပ်လုပ်ပြီးဆိုရင်မိဖို့ယောက်ျားရဲ့ကြိုးစားမှုမျိုးနဲ့လုပ်ရမယ်နားလို့မရဘူးသူကခဏနားချထားရင်ပြန်အေးတော့မှလေဒုတ်ချောင်းတစ်ချောင်းကိုပုတ်လေးပူလေးပိုးပူလာတဲ့အချိန်လေးမှာမိဖြစ်မှာကိုရက်ထားလိုက်လို့ရှင်ပြန်အေးတော့မှမရဘူးအဲ့ဒီမှာဘုရားလောင်းကအဲ့ဒီခေတ်ကမိရအောင်လှုပ်တဲ့ပုတ်ခုံပုတ်ချီဆိုတဲ့ဒါနှစ်ခုကိုဥပမာပြုတ်ပြီးတော့မြတ်စွာဘုရားတစ်သား၃ချောင်းခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီတစ်သား၃ချောင်းမှာတစ်ချောင်းကစိုးလဲစိုးနေတယ်ရေထဲလည်းချထားတယ်ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စိုးတော့စိုးတယ်ရေထဲတော့မထားဘူးကုန်းပေါ်တင်ထားတယ်ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့6တွေ့နေတယ်ကုန်းပေါ်မှာလည်းထားတယ်ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိတယ်နောက်ဆုံးချောင်းကသာမီးရနိုင်တာအဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ်လောကလူတွေတရားဓမ္မကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိထောက်ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေထဲလေချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပုတ်ချင်နိုင်ပုတ်တဲ့လူကမောသွားလိုက်နော်ဆိုလဲဆိုနေတယ်ရေထဲလေချထားတယ်ဆိုဘလို့မှမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်တွေထဲမှာနေတယ်
စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစင်မပြတ်ဘူးဟောစိုးနေတဲ့တစ်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမိဆန္ဒလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းတဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်စိုးလဲဆိုတယ်ရေထဲလည်းချထားဘယ်လိုမှမီးထွက်ဖို့ရအကြောင်းမရှိဘူးအသိဉာဏ်ဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်တဲ့တောင်မှပဲဘလောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီမနေ့ကြိတ်ဖိတ်ပြီးတော့ခါနော်ထိုင်တာကြာလာလို့ရှိရင်ဝဒနာဒီနာနာမခံနိုင်တော့နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပကမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာကြိုးစားအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပကမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဘူးကျမ်းမာရေးလည်းကောင်းတယ်တမာရီလည်းမြန်မြန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဝေဒနာဒုက္ခဝေဒနာမဖြစ်ဘူးပေါ့ကဲခုနကတစ်တုံးလေးတစ်ချောင်းလေးဟာစိုးလဲစိုးနေတယ်ရေထဲလည်းချထားတယ်ဒုက္ခဝေဒနာတွေပေါ်လာပြီဆိုလို့ရှိရင်ဘလို့နည်းနဲ့မှနော်ခုနမီးဖြစ်ဖို့ဘလို့မှမဖြစ်ဘူးအဲ့ဒီနဲ့အလားတရံတူတဲ့ပုဂ္ဂိုလ်တရားဟာမိသားစုဘဝမှာလည်းနေတယ်စိတ်ကလည်းမိသားစုနဲ့တန်ရောစင်နေဖြစ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလည်းပဲဖယ်ရှားထားခြင်းမရှိဘူးတရားဓမ္မကြိုးပမ်းအထုတ်တဲ့အခါမှာလုံလဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာလည်းခံစားရအောင်ပဲဆိုဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဒုက္ခကိုကြော်ဖို့အမှန်တမ်းခက်တယ်ဒါကဖေရဒီအလောင်းကဒါကိုစဉ်းစားလိုက်တယ်အဲ့ဒီထင်တုံမျိုးဆိုရင်ဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးတခါဒုတိယတစ်သားချောင်းကိုစဉ်းစားလိုက်တယ်ဆိုတော့စိုးနေတယ်ဒါပေမဲ့လို့ကုန်းပေါ်တင်ထားတယ်သူကစိုးနေတယ်လို့ဆိုတာဘာပြောတာတော့လို့ဆိုကုန်းပေါ်တင်ထားတယ်ဆိုတာဘာပြောတော့ဆိုမိသားစုဘဝမှာတော့မနေဘူးဒါပေမဲ့လို့စိတ်ကကာမဂုဏ်အာယုစိတ်တွေမဖယ်နိုင်သေးဘူးမဖယ်နိုင်သေးတော့စိုးတော့စိုးတယ်ရေထဲတော့ချမထားဘူးအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြိုးစားအထုတ်လို့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေရှိခြင်းရှိပါစေမရှိခြင်းမရှိပါစေသူလည်းစိုးနေသည့်အတွက်ကြောင့်တရားတို့တရားမြတ်ရနိုင်ဖို့ဆိုတာအသိဉာဏ်ဖြစ်ပေါ်ဖို့မဖြစ်ဘူးတဲ့မိမရနိုင်တယ်လို့အသိဉာဏ်မဖြစ်နိုင်ဘူးဒုတိယတစ်ချောင်းကလည်းဒုတ်ချောင်းကလည်းမဖြစ်နိုင်ဘူးဟောတတိယတစ်သားချောင်းကိုကြည့်လိုက်တဲ့အခါ6နေပြီလုံးဝ6တွေ့နေ6တွေ့နေတဲ့အပြင်မှာရေနဲ့ဝေးမှာထားတာအဲ့ဒါဘာနဲ့တူတော့ဆို6တွေ့နေတယ်လို့ဆိုရဲကနော်ရေနဲ့ဝေးထားတယ်လို့ဆိုရဲကမိသားစုဘဝမှာမနေဘူး6တွေ့နေတယ်ဆိုရဲကာမိဆန္ဒစိတ်တွေလည်းမရှိဘူးကာမဂုဏ်အာယုစိတ်တွေလည်းမရှိဘူးသို့တော့တရားအထုတ်ခြင်းကြောင့်ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတော့ရှိနိုင်တယ်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်ခုနကတစ်သားချောင်းကပူပြီးတော့မီးထွက်နိုင်တယ်လို့ပဲအဲ့ဒါလို့ကာမဂုဏ်အာယုန်အနေနဲ့ဝေးကွာကနေတဲ့ပုဂ္ဂိုလ်ဟာကြိုးစားလိုက်မယ်ဆိုရင်ဒုက္ခပဲဖြစ်စေအောင်တော့အတိညာဏ်တွေတော့ပေါ်လာနိုင်တယ်တတ္တိယတစ်သားချောင်းကအဲ့ဒါလို့ဥပမာဟာဘယ်တော့မှခေါင်းထဲမရောက်ဘူးတဲ့ဒီဥပမာဖះလောင်းလေးကညံထဲမှာစဉ်းစားမိလာပါတယ်ဒါလည်းသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားတစ်ခုပဲပေါ့အဲ့ဒါလို့ဥပမာညံထဲဝင်လာတဲ့အခါမှာဒုက္ခရစရိယအကျင့်ကိုစပြီးတော့ကျင့်တော့နော်ကိုယ်ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ကိုဦးစားပေးတဲ့အနေထားရှိသည့်အတွက်ကျင့်တယ်ဘာကျင့်ကိုစပြီးတော့ကျ
ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ခရစရိယာနော်ဒုက္ခရဆိုတာတာမန်ပုဂ္ဂိုလ်တွေမလုံးနိုင်တဲ့စရိယာအကျင့်ဒုက္ခစရိယာလို့ပြောတာမဟုတ်ဘူးဒုက္ခရစရိယာနော်ဒုက္ခစရိယာဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယာဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခက်ခဲရင်ကျင့်ရတဲ့စရိယာအကျင့်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်ဖို့ဘာကစလုပ်တုံးလို့ဆိုတော့သူ့စိတ်ကိုချိုးနေတာစိတ်ကိုချိုးနေတဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနေတဲ့အလုပ်ကိုစလုပ်တယ်ဟုတ်တယ်လေတရားထုတ်တဲ့အခါကြည့်ထွက်လေဝင်လေလေးမှတ်ရင်တောင်မှပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မရတာမဟုတ်လားအဲ့တော့ဘုရားကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာဒန္တေပိဒန္တမာတာယအန်ကျိတ်နော်ပြောလေးလုံးလို့မရဘူးအန်ကျိတ်တာအန်ကိုကျိတ်ပြီးတော့မရရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္တေပိဒန္တမာတာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာအန်ကျိတ်တယ်ပေါ့ပမာရီပြောတဲ့စကားအန်ကျိတ်ပြီးဇီဝယတာလုံအာဟိစ္ဆာရှာနဲ့လေအာကောင်ကိုထောက်ထားတယ်မဲတင်းတဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါဒီအကျင့်ကိုပထမဆုံးစချက်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုတ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းကြားတွေကချွေးတွေပြိုက်ကြလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လုပ်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာအဲ့တော့ချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာတန်တယ်ဟောအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်ဓာတ်ကြပြီးတော့မသွားဘူးဆက်ပြီးတော့ကြိုးစားအထုတ်ဖို့လောက်လာတယ်ဘုရားလောင်းဆက်ပြီးတော့ကြိုးစားအထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့်တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တကူတဲ့စိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အကျင့်တစ်ခုကျင့်တယ်ထွက်လေဝင်လေကိုဆိုးပိတ်လိုက်တယ်ပါးစပ်ကလည်းလေးမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေးမထွက်အောင်ပိတ်တယ်နားတဲ့ကလည်းလေးမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်အောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုအဲ့ဒါလို့ချုပ်တီးလိုက်တဲ့အခါအခက်ခဲပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တဝါဒမုဒ္ဒနိဥဟနန္တိတိတ်ပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှိကပိတ်လိုက်တယ်ပစုပါဆိုပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေကတိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အမှန်တမ်းပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကိုတူကြီးနဲ့ထုနေသလိုခေါင်းကျိန်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ဓာတ်ကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ်ဒုတိယဘာအခက်ခဲဖြစ်လာတော့ဆိုအဓိမတ္တတိတဝေဒနာခေါင်းကိုက်တဲ့ယောဂဖြစ်လာတယ်လေကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေဓာတ်ကိုက်လာတယ်အဲ့ဒီခေါင်းကိုက်လာသည့်အတွက်ကြောင့်လဲစိတ်ဓာတ်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွှားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒါလိုချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုအလုံးကိုပြင်းထန်တဲ့လေကဝမ်းဘိုက်ကိုထိုးဖောက်လာတယ်ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကိုလေကနေပြီးတော့ထိုးလာတယ်ဘိုက်တွေတအားနာလာတယ်ပေါ့အဲ့ဒီအချိန်မှာလည်းပဲသီးခံတဲ့ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကြပြီးတော့မသွားဘူးတဲ့
ဆက်ပြီးတော့ပဲကြိုးပမ်းနေဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အဓိမတ္တကာယသမိဒါဟောအဓိမတ္တောကာယသမိဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကိုယ်လုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဖះလောင်းရဲ့စိတ်ကိုတုံ့နှုတ်ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလုံတဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုဝေလေတွေကိုတအားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရစရိယကျင့်တဲ့စာအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားပြီးတတိတွေပါတွေမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဘာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောချတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လဲနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့ဆိုလေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျင့်လိုက်ပြီနောက်တစ်ခုငါထပ်ဆန်းသက်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးချင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဘုရားလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးချင်းပေါက်ကအစာလာထည့်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထည့်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ်လက်လေးကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထည့်ကြည့်လိုက်ရင်ဘလောက်ရေဆန့်မလဲအဲ့ဒီအတိုင်းအတာပမာဏလောက်လေးကိုသူစားမယ်လို့တနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့တနေ့ကုန်တရားကျင့်အာရဖြတ်ပြီးတော့တရားကျင့်အဲ့ဒါလိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားအရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြင်းပြင်းကျဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြင်းပြင်းကျတဲ့အနေအထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတယ်ဘယ်လောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်မောင်းတို့ဘာတို့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေတွင်းထဲကအဗဒမနဲ့တဲ့ရေတွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နန်းနန်းတို့နဲ့ကျုပ်တို့ဒီလိုတွေဖြစ်လာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းဂေါရမဟာအသားတွေညိုသွားတယ်အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လည်းပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအညောမဲ့ခေါ်ဘောရာယအသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်အသိဝင်လာတဲ့အခါမှာ
ဘာသွားတတိယတော့လို့ဆိုငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ပထမဆန်ရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်မြာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာဓမ္မကြီးမားခဲ့တယ်ခမည်းတော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေပင်အောက်ဘုရားလောင်းလေးတူးတဲ့တိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုတွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ထွက်လေဝင်လေမှတ်ရင်ကနေပထမဆန်ရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုတွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောရယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနီလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြဖို့ကြိုးစားတာဒီလိုပိန်ချုံပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခီတွေကဘုရားလောင်းယဟန်ဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့မှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတော်ဘက်ကိုပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကသုတ်တံမှာအော်တိုဘိုင်ယိုဂရာဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဖျားဖြစ်သူမရောက်ခင်ကလည်းဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအားထုတ်ခဲ့တယ်ဘလောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မို့လို့တရားအားထုတ်တဲ့အခါမှာအခက်အခဲတွေတွေ့လဲစိတ်မလျှော့ကြနဲ့ရသော်ဘုရားကိုယ်တိုင်တောင်မှပဲပင်ပင်ပန်းပန်းဒီလောက်အားထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအားထုတ်မှုလုံးလဝီရိယဆိုတာအင်တန်မှအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတက်တာလို့အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာဖြစ်တယ်ပင်ပင်ပန်းပန်းမလုံနဲ့စိန်လေးနဲ့အားထုတ်ခိုင်းလို့မရဘူးနော်အေးအဲ့ဒါလို့ကြိုးစားအားထုတ်မှရနိုင်တယ်လုံးလဝီရိယဆိုတာအယိုးကြည်ကြည်အေးခမ်းခမ်းကြိုးပမ်းအားထုတ်ရမယ်လမ်းစဉ်မှန်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အဲ့ဒါမှခက်ခဲလာတယ်ဆိုတာသိရှိကြည်ညိုကြပြီးဘုရားမြတ်စွာရဲ့ဂုဏ်တွေကိုအာယုံပြုကာမိမိတို့ရဲ့လုံလဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းတုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းတုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာ
စိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်မြူပါဝင်ဝေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွတ်မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေမြကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းတရားရှိခင်သူတော်ကောင်းပေါင်းတို့တရားနာယူပြီးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးကောင်းသောလူရင်းဆန္ဒအလုံးသဘောပြည့်စုံနိုင်ကြပါစေ။